နေဝင်ရိုးကြီးတခါတော့ကဘင်းကြီးတစ်ပါးရှိတယ်အဲ့ဒီဘင်းကြီးကသမီးတော်ကလေးတစ်ယောက်ရှိတယ်အဲ့ဒီသမီးတွေကလှလုံးလို့ပင်လေတွေကပလဲလုံးကလေးလိုပဲဒါကြောင့်လူတွေကမင်းသမီးလေးကိုပလဲဒေဝီလို့ခေါ်ကြတယ်ဘင်းကြီးနေတဲ့မြို့ရဲ့ပြင်ဘက်မှာတင်ញိုင်းကုန်းတစ်ခုရှိတယ်အဲ့ဒီတင်ញိုင်းကုန်းမှာဘလူးတစ်ကောင်နေလာတာကြာပါပြီအဲ့ဒီဘလူးကနေခင်းဘက်မထွက်ပဲမိုးချုပ်ကနေနေဝင်ရိုးကြီးအချိန်ရောက်မှညူရဲကိုဝင်လာပြီးအစာစားတက်တယ်ဒီနေ့ကျတော့ပလဲဒေဝီကအိမ်တော်ပြင်ဘက်မှာမတိမတာကစားနေတာကိုဘလူးကြီးမြင်သွားတယ်ပလဲဒေဝီကအရန်လာတော့ဒီမင်းသမီးကိုခိုးပြင်ကောင်းမယ်လို့စိတ်ကူးမိဒါပေမဲ့ပလဲဒေဝီရဲ့လေဘက်မှာဖခင်ပင်ကြီးပေးထားတဲ့ပယောကလက်ဘက်ကလေးဆွဲထားလို့ဘလူးကအနားကိုမကတ်နိုင်ပါဘူးဒါပေမဲ့ဘလူးကြီးကလက်မလျှော့ခြင်းခဲ့ဘူးနေဝင်ရိုးကြီးရောက်တိုင်းလူမင်းသားရောင်ဆောင်ပြီးမင်းသမီးတွေအိမ်တော်နားမှာရေဝဲနဲ့လာနေတတ်တယ်တခါတလေမြင်းစည်းပြီးလာတယ်တခါတလေချင်းဆောက်ပြီးလာတယ်ပလဲဒေဝီကတော့ဘလူးကြီးကိုလူမင်းသားအစ်စ်ပဲထင်နေခဲ့တယ်ဒီနေ့ကျတော့ပလဲဒေဝီကတနာစိတ်ပေါက်လာပြီးအိမ်တော်လက်ရန်ကနေအဲ့ဒီလူငယ်စကားပြောလိုက်တယ်အဲ့ဒီကဘလူးကနည်းနည်းကပ်လာတာနဲ့ပလဲဒေဝီရဲ့ကိုယ်တစ်ခုလုံးကြက်သီးတွေထားပြီးတုံလာတယ်အဲ့ဒီတော့မှဒီလူကလူစစ်မဟုတ်ဘူးဆိုတော့မင်းသမီးလေးသဘောပေါက်သွားတယ်ဒါကြောင့်အပြူတော်တရားကိုခေါ်ပြီးဒီလူကညနေတိုင်းနေဝင်ရိုးကြီးရောက်ရင်ငါ့ကိုဒုက္ခပြီးတဲ့ဘလူးပဲအိမ်တော်သားတွေခေါ်ပြီးမောင်းထုတ်လိုက်ပါလို့ခံလိုက်တယ်အိမ်တော်သားတွေကလည်းဒုတ်ဆွဲဓာဆွဲနဲ့ဝိုင်းဟစီးဟလို့អော်ပြီးလိုက်ကြတယ်ဘီလူကတော့အခြေအနေမကောင်းတော့နာနာဘာဝတပုတ်နဲ့ကိုကြောင်ဖြောပြီးအိမ်တော်ဝင်းထဲကထွက်ပြေးသွားတယ်တင်းကြိုင်ပြန်အောင်တော့ဘလူးကစဉ်းစားတယ်မင်းသမီးကိုခိုးဖို့ကြံနေငါတယောက်တည်းမဟုတ်ဘူးထင်တယ်နေဝင်ရိုးကြီးဆိုတဲ့အကောင်ကလည်းညနေတိုင်းလာတယ်ဆိုပဲဘလို့ကောင်မလေးဆိုပြီးစိတ်ဝင်စားသွားတယ်ဒါကြောင့်မြင်းရောင်ဆောင်ပြီးအိမ်တော်မြင်းဆောင်နဲ့ဝင်ချောင်းကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီလိုနဲ့ဘလူးကမြင်းရောင်ဆောင်ပြီးမြင်းဆောင်ထဲမှာမြင်းတွေနဲ့ရောပြီးနေတတ်တယ်ညရောက်လာတော့မြင်းတခိုးတယောက်ဟာကင်းသမားတွေမမြင်အောင်မြင်းဆောင်ထဲကိုဝင်လာတယ်တခိုးကမောင်ထဲမှာမြင်းတွေကိုလိုက်စားပြီးကောင်းတဲ့မြင်းရွေးနေခဲ့တယ်ဘလူးရောင်စားတဲ့မြင်းကိုတွေ့ဒီမြင်းကအကောင်းဆုံးပဲဆိုပြီးဇက်ကျိုးတက်လိုက်တယ်ပြီးတော့မြင်းမောက်ခုံတက်ပြီးထွက်သွားတယ်အဲ့ဒီချိန်မှာဘလူးကအခုငါကြောမှစီးနေဝင်ရိုးဆိုတဲ့အကောင်ပဲဖြစ်မယ်ထင်တယ်လို့စဉ်းစားပြီးဒုံဆိုင်ပြီးတယ်တခိုးကလည်းမြင်းပြေးလွန်းလို့လိမ့်ကြမှာဆိုပြီးဇက်ကျိုးကိုအတင်းဆွဲတယ်ဒါပေမဲ့မြင်းကဇက်ဆွဲလေးပိုပြီးပြေးလေးပဲဖြစ်နေတယ်ဒီတော့တခိုးကလည်းငါစီးတဲ့မြင်းကမြင်းစစ်မဟုတ်ဘူးဘလူးပဲဖြစ်ရမယ်လို့တွေးတယ်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရင်ညောင်မင်းကြီးတပင်ရောက်သွားတယ်အဲ့ဒီမှာတခိုးကညောင်ကိုင်းကိုတွဲလဲခိုးပြီးမြင်းဘောက်ကခုံချလိုက်တာထွတ်သွားတယ်တခိုးလည်းဟင်းတပင်းချပြီးဘလူးလည်းခဝဲကိုပြေးပြီးမှလှည့်ကြည့်ပြီးဟင်းတပင်းချလိုက်ဒီလိုနဲ့တပင်းချတာနှစ်ခုဟာတော်ကြီးထဲမှာကြံခဲ့ပြီးဘလူးရောတခိုးပါကိုလန်းကိုစစ်ပြီးသွားကြပါတော့တယ်